ဒီကနေ့တမန်ကျမ်းစာအနေငယ်ဖတ်ကြားလိုပါတယ်။အဲ့ဒီတမန်ကျမ်းစာကတော့တုတ်တန်ကျမ်းအခန်းကြီး၄အခန်းငယ်၁မှ၉အထိဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာကတော့ဉာဏ်ပညာသည်အထွတ်အမြတ်ဖြစ်ခြင်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ဖတ်ပြမယ်နော်။ငါသားတို့အဘဤနေဥပဒေတကိုနားထောင်၍ဉာဏ်သဘောကိုနားလည်စေခြင်းကစစ်စစ်မှတ်ကြလော့။ကောင်းသောဩဝါဒကိုငါပေး၏။ငါပညတ်တရားကိုမပယ်ကြနဲ့ငါမူကားအဘဤရင်နှင့်အမိရှိမှနူးညံ့၍အချစ်ဆုံးသောသားဖြစ်၏ငါအဘသွန်သင်၍မွတ်ဆိုလေသည်ကားငါစကားကိုသင်ဤနှလုံး၌သွင်းမိ၍ငါပညတ်တို့ကိုကျင့်ဆောင်သဖြင့်အသက်ရှင်လော့ပညာကိုစီးပူးလော့ဉာဏ်ကိုစီးပူးလော့တတိမလစ်စေနှင့်ငါဤနှုတ်ထွက်စကားကိုမလွဲမရှောင်နှင့်ပညာကိုမစွန့်နှင့်သူသည်တင့်ကိုထိမ့်သိမ့်လိမ့်မည်သူကိုချစ်လော့တင့်ကိုစောင့်မလိမ့်မည်ပညာသည်အမျက်ဆုံးသောအရာဖြစ်၏ပညာကိုစီးပူးလော့စီးပူးသမျှသောဥစ္စာတို့တွင်ဉာဏ်ကိုစီးပူးလော့သူကိုအမျက်ထားလော့သူသည်တင့်ကိုချီးမြှောက်လိမ့်မည်သူကိုဖက်ယမ်းလျင်ဂုံအထရေကိုပေးလိမ့်မည်သင်ဤခေါင်းကိုတင့်တယ်သောဥယျာဉ်နှင့်ပိုက်ရစ်၍ဘုံကြီးသောတရဖူကိုအနံလိမ့်မည်ဖတ်ကြားသောနှုတ်ကပတ်တော်အားဖြင့်အရောက်စီတော်ကိုဘုရားရှင်ကောင်းချီးပေးပါစေ